Shake it agree the body, Nayanduku, Dysai saw Dishigabi, Tonayanku pupil like the car, Kitty Kalama, Sato gun go down to go to Yashi Dwagedi, towards Andre Abuta the Uti, a Tensa Kausweto Miago Kaisanga, Pisho Dwazin, Baisani the Agariga, Kauswemiago Luyuga, and Ganmaya Sato Lirodi. Dumati to Kitty Asasago, a lenita dwadi, a mutatanto, Shredon de Don Pipiega, Kauswenya Pago, you some go down Lema, Vele Pagwedwagedi. ကြောင်းတောင်ထိကျင်းရခဲ့သောထိုအမျိုးသားသည်ထိုးဆန်းသောတကားဤကုံတက်တီကိုစမ်းတန်ရန်ရေတန့်ဘူးတဘူးကိုပြစ်သွင်းကြရာပျောက်ကွယ်သောသည်ကိုတွေ့ရသဖြင့်၎င်းမှအချင်းခရီးသွားတကားဖြစ်ကြောင်းနားလည်သွားခဲ့သည်။ပိုင်းနက်သောထိုအမျိုးသားသည်ကိတစ်ပစ္စည်းများကိုရှေးဟောင်းပစ္စည်းများနှင့်လဲလွန်ရန်ကြံစည်ပြီးအေဂရီအထွတ်အစားအစာမျိုးစုံပြင်ဆင်ပေးခဲ့သည်။အေဂရီမှသူမ၏စစ်သည်တော်များမှလည်းထိုအစားအစာများကိုအလွန်ညက်သက်ကြသည်။တနေ့တွင်အေဂရီ၏ရုံးတော်၌နှင်းမုန်တိုင်းချရောက်သဖြင့်အားလုံးနှွေးထွေးတို့အဝတ်အစားများလိုအပ်နေချိန်တွင်အေဂရီကအမျိုးသားထံသို့ရှေးဟောင်းပစ္စည်းများပေးပို့ခဲ့သည်။အမျိုးသားသည်လည်းသူမအတွက်အဝတ်အစားအစုံပေါင်း3သိန်းကိုအမြန်ဆုံးစုဆောင်ပေးခဲ့သည်။ထို့နောက်အမျိုးသားသည်မိမိရရှိလာသောရှေးဟောင်းပစ္စည်းများကိုအယောင်ဆိုင်သို့တွားရောက်ပြသရာရှေးဟောင်းတင်ကားပြားတစ်ပြားလင်ဒေါ်လာ10 သန်းတန်ကြီးရှိကြောင်းသိရှိရပြီးစုစုပေါင်းရှေးဟောင်းပစ္စည်းများကိုဒေါ်လာတန်း800ထိရောင်းချနိုင်ခဲ့သည်။သို့တော်လည်းအေဂရီရုံးတော်တွင်ရေထုညစ်ညမ်းမှုတန်းကိုခန်းစားရပြီးအားလုံးမှာတန့်ရှင်းသောရေကိုအရေးပေါ်လိုအပ်လာခဲ့သည်။အေဂရီသည်အချင်းခရီးသွားတကားကိုဖျက်ချော်ကအမျိုးသားထံအကူအညီတောင်းခံခဲ့ရာအမျိုးသားသည်ရေချိုးကမ်းမှရေပိုက်ကိုတိုက်ရိုက်ဆက်သွယ်ပေးခဲ့သည်။အေဂရီသည်ရှေးခေတ်တွင်ထိုရေပိုက်ကိုတက်ဆင်အသုံးပြုခဲ့ရာရှေးခေတ်စီသို့ရေပိုက်ခေါင်မှရေများစီးဆင်းသွားနိုင်ခဲ့သည်။စိတ်ထားကောင်းသောထိုအမျိုးသားသည်ရေပြဿနာကိုအမြင့်ပြည့်ဖြေရှင်းနိုင်ရန်ဘီလက်မီနီအုပ်များကိုအခက်မြင့်ပေးယုံတာမကရေကန်တိဆောက်နည်းကိုပါတင်ကြားပေးခဲ့သဖြင့်စစ်သည်တော်များမှလည်းအလွန်တက်ကြွစွာပါဝင်ခဲ့ကြသည်။နောက်ပိုင်းတွင်ရုံးတော်ကိုရန်သူတပ်များကတိုက်ခိုက်လာသောအခါအေဂရီသည်အမျိုးသားထံထပ်မံအကူအညီတောင်းခံခဲ့သည်။အမျိုးသားကသူမအားကြီးကအင်ကြီးများနှင့်ရှုရွက်လက်နက်များပေးအပ်ခဲ့သည်။အေဂရီသည်ရှေးခေတ်ကိုပြန်သွားပြီးရန်သူချင်းမြောက်မှုကိုရင်ဆိုင်ရာတွင်ခေတ်မီလေးများကိုအသုံးပြုခဲ့သည်။မီတာမားရအကွာဝေးရှိရန်သူတပ်ဖွဲ့များကိုမြားသစီနှဲဖြင့်ပြစ်ခတ်နှိမ်နင်းနိုင်ခဲ့ပြီးနောက်ဆုံးတွင်အေဂရီသည်သူမ၏ရုံးတော်ကိုအောင်မြင်စွာကာကွယ်နိုင်ခဲ့လေသည်။